Rojaya Uzawada Kisa Panama Udukan Sirna Saudi Saudina Todina Udukan Sirna Madri Vipatana Deyarugo Acheyi Shubha Pwania Atujaya To Pavana Udukan Sirna Isirna Shayaru Jao Iya Kate Jao Jakate Sui Kate Kenonya Wikwajawi Adeshi Jin Nagi Jin Jama Jin Chandamya Jin Mayashi Kedonoki Siwa Usayarana Yaruko Tekno Yashi Jin Yashi Kedonoki Siwa Usayarana Yaruko Teknobi Tadecha Yela Keto Jiwa Dudeche Mayashi Kedonoko Daradia Tudia Yashi Uto Gaudio Chanda Bingla Bangdoni Kakati Yezunya Siakate Nui Yaya Jaton Nipangu Maya Punya Jen Liamya Zoa Sayami Yamo Yuna Yamasi Mahabandi Itrani Nada Tenga Tabana
Eno
အဲ့ဒီခံစားမှုလေးကိုရှုနေတာကိုဝေဒနာနုပဒနာသတိပဋ္ဌာန်လို့ခေါ်တယ်။စေတနုပဒနာဆိုတာကမိမိတို့ရဲ့စိတ်လေးဖြစ်တိုင်းဖြစ်တိုင်းကိုကောင်းစိတ်တွေပေါ်ရင်ကောင်းစိတ်ရှုမကောင်းစိတ်တွေပေါ်ရင်လည်းမကောင်းတဲ့စိတ်တွေကိုရှုတာ။အဲ့ဒီစိတ်လေးဖြစ်တိုင်းရှုနေတာကိုစေတနုပဒနာသတိပဋ္ဌာန်လို့ခေါ်တယ်။ဓမ္မနုပဒနာသတိပဋ္ဌာန်ဆိုတာကတော့သဘောကိုရှုရေကကြာကနာကစားကဒုတိကစေကုစဉ်းစားဉာဏ်စီကအာယုကာရဆုံးကကလေးတွေကိုရှုနေတာကိုဓမ္မနုပဒနာသတိပဋ္ဌာန်လို့ခေါ်တယ်။အဲ့ဒီ၄ပါးယောဂီတို့ရှုမှတ်ရမယ်အာယု၄ပါးပဲ။နောက်တနည်းရှိသေးတယ်ဘုန်းကြီးတို့ယောဂီများရုပ်ကိုရှုတာရဲ့ရုပ်ကထင်ရှားရင်ရုပ်ကိုရှုတယ်နာကထင်ရှားရင်နာကိုရှုတယ်အဲ့ဒီယုံနာတစ်ပါးထင်ရှားရင်အဲ့ဒီယုံနာတစ်ပါးကိုရှုတာယုံကထင်ရှားရင်ရုပ်ကိုရှုရဆိုတာကကာယ ानु ပဒနာသတိပဋ္ဌာန်ရုပ်ကိုရှုတာကာယ ानु ပဒနာသတိပဋ္ဌာန်ကဘာကိုရှုတာလဲရုပ်ကိုပဲရှုတယ်ဝေဒနာဥပဒနာသတိပဋ္ဌာန်ရဲ့စိတ်တ ानु ပဒနာသတိပဋ္ဌာန်ရဲ့ဒီနှစ်ပါးကစိတ်ကိုရှုတာဒီနှစ်ပါးကဘာကိုရှုလဲစိတ်ကိုရှုပါတယ်ခင်ဗျာခံစားမှုဝေဒနာလေးကစိတ်ကခံစားဒါကြောင့်အဲ့ဒီဝေဒနာဥပဒနာရဲ့စိတ်တ ानु ပဒနာရဲ့ဒီနှစ်ပါးကစိတ်ကိုရှုတာဉာဏ်ကိုရှုတာပေါ့ဒီသဘောကစိတ်ဆိုတဲ့ဉာဏ်တရားလေးကိုရှုဓမ္မနုပဒနာသတိပဋ္ဌာန်စတော့ယုတ်ရောနံရောရှုတယ်အကိလေသာယုတ်ကထင်ရှားရင်ယုတ်ကိုရှုတယ်နာကထင်ရှားရင်နာကိုရှုတယ်အဲ့ဒါဓမ္မနုပဒနာသတိပဋ္ဌာန်ဒီမှာရှုမှတ်ရမယ့်အာယုံကိုခြုံလိုက်တော့၃မျိုးရှိယုတ်ကိုရှုတယ်ကာယ ानु ပဒနာသတိပဋ္ဌာန်ဆိုတာယုတ်ကိုရှုဝေဒနာနဲ့စိတ်ဓာတ်သတိပဋ္ဌာန်ကနာမ်ကိုရှုဓမ္မနုပဒနာကယုတ်ရောနာမ်ရောရှုယုတ်ကထင်ရှားရင်ယုတ်နာမ်ကထင်ရှားရင်နာမ်အဲ့ဒါကိုရှုအဲ့ဒါကဓမ္မနုပဒနာသတိပဋ္ဌာန်အဲ့ဒီမှာရှုတဲ့အခါကရှုမှတ်ရမယ့်အာယုံကသောသောကကာယဝေဒနာစိတ်ဓာတ်ဓမ္မအာယု၄မျိုးကုသိုလ်ကိုချုံးပြီးပြောလိုက်ရင်၃မျိုးယုတ်ကိုရှုတာရဲ့နာမ်ကိုရှုတာရဲ့ယုတ်နာမ်ကိုရှုတာရဲ့၃မျိုးအဲဒီလိုရှုတဲ့အခါကမှာတဲ့ကာယ ानु ပတိဝိရတိမမြဲတဲ့သဘောဆင်းရဲတဲ့သဘောအဆိုးမရတဲ့သဘောမလှပတဲ့သဘောကိုဖြစ်မြင်အောင်ရှုရှုနေရုံလေးနဲ့ယုံနာရဲ့ဖြစ်မှုပြမှုမမြဲပုံလေးကိုမသိသေးတဲ့ဉာဏ်ဝိပဿနာဉာဏ်ပေါ်သေးဘူးအဲဒီလိုမမြဲတဲ့သဘောဆင်းရဲတဲ့သဘောဆိုးမရတဲ့သဘောမတည့်တဲ့မလှပတဲ့သဘောကိုမြင်အောင်ရှုရမယ်ဆိုရင်အာတာမိသမ္ပဇာနောတတိအာတာပိကိလေသာအစေစိတ်ညစ်ကြေးပူလွေးသွေးချောင်းအင်းပြောက်စေနိုင်သောသမပရံလုံးဝဝိရိယရှိသည်ဖြစ်၍ဒီကဝိရိယဝါအပြင်းအထန်အထုအပ်သည်ဖြစ်၍အပြင်းစံအထုအပ်ရဆိုတာကဝိရိယစိုက်ပြီးအထုကိလေသာအဆိုးစေးတတ်တယ်တွေ့ချောက်သွားမှာတို့ဘုမာအဖြစ်မိမိတို့ရဲ့ကိုယ်စားရေးရေစိုးနေနေပူလေးလမ်းတိုင်းချောက်တွေ့အဲဒီလိုနဲ့မိမိတို့ရဲ့ကိလေသာအဆိုးစေးတတ်တယ်ကိုဝိရိယအထူးဆိုင်ပြီးတော့တွေ့ချောက်သွားအောင်ရှုရကမှာပြင်းပြင်းထန်ထန်ပြောင်းလာရှု နောက်နံပါတ် 2ကတတိမှာ
天罗的地西地皮皮，修满的阿弥陀佛，修这个随随便便的要修。这地天的是啦，修满的阿弥陀佛，修这个随便说地的，谁的我这多了，地这多了，有人攀比过了，修了，这多了，有好多。အဲဒီရှုမှတ်တဲ့ဘောင်းရည်ဝိညာဉ်ရေးပေါ်မှာဆွဲဆွဲနေနေကိုတည်အဲဒီလိုထင်သောတတိရှိသည်ဖြစ်ပြီးတတိကရှုမှတ်တဲ့အာရုံပေါ်မှာဆွဲရတဲ့တည်နေတာအဲဒီလိုတည်နေပြီဆိုရင်တပ္ပစာတော့မှန်စွာများဖြင့်တည်ပြီးအဲဒီမှာညာပေါ်ဝရိယထားပြီးတော့တတိစိုက်ပြီးရှုမှတ်ရင်သဗ္ဗဇာနာမှန်စွာပြဖြစ်သည်ဝရိယလည်းအားဆိုင်တတိကလည်းစူးစိုက်မှုမရှိဘူးဆိုရင်တော့အမှန်တိုင်းသိဖို့ဆိုတာမလွယ်ဘူးအဲ့ဒါကြောင့်ရှုမှတ်တဲ့အခါမှာဝိပဿနာတရားအားထုတ်တဲ့အခါမှာဝရိယလေးကိုသူအားထည့်ပြရသမထအားထုတ်တာနဲ့မတူဘူးယောဂီတို့သမထကတခုရဲသောအာယုံကိုရှုတာဒါသမထဝိပဿနာကပေါ်တဲ့အာယုံတိုင်းကိုရှုတာဒါဝိပဿနာသမထကရှုမှတ်တဲ့အာယုံပေါ်မှာစိတ်ကလေးတည်နေပြီဆိုရင်အဲဒီပုဂ္ဂိုလ်ကဝိပဿနာတရားတွေသိပြီးတော့ဘုရားကဝိဇ္ဇာတဘာရိယုံနာတရားတွေသိသွားပြီဆိုရင်တော့ဒီပတ္တိတိဖြစ်တယ်ဘုန်းကြီးတို့ဝိပဿနာကြပေါ်တဲ့အာယုန်တိုင်းကိုရှုတဲ့အခါစိတ်တည်ရုံနဲ့မဟုတ်ဘူးသိအောင်ရှုတာ။ဘာဖြစ်အောင်ရှုတာလဲ။ဝိပဿနာကသိဖို့ရှုတာတော့စိတ်လေးငြိမ်ပြီးတော့အေးချမ်းနေတာချမ်းသာနေတာဆိုတာမျိုးမဟုတ်ဘူး။တချို့ကအဲ့ဒီစိတ်ငြိမ်သွားတယ်လို့ထင်တာအိပ်ပျော်သွားတယ်။အိပ်လိုက်သွားတဲ့အခါဘာမှဝေဒနာလည်းမထင်ရှားဘူး။ဒါကိုအေးချမ်းတယ်ချမ်းသာတယ်လို့သူတို့ထင်နေတယ်။တချို့ကဥပ္ပစ္စစိတ်ကြီးပြန့်လွင့်သွားတာဘယ်ရောက်လို့ရောက်မှမသိဘူး။ဘယ်မှာရှုစရာမရှိဘူး။အဲဒီရှုစရာမရှိတာကိုပဲအဲ့ဒါကိုအေးချမ်းတယ်ဆိုပြီးတော့စိတ်ကိုထင်နေတာ။ဘုန်းကြီးတို့ဝိပဿနာကအဲ့ဒီလိုစိတ်လေးအေးချမ်းပြီးတော့ငြိမ်သက်နေတာမျိုးမဟုတ်ဘူး။သိရှုတာအာယုလေးရဲ့သဘောတဘာဝလေးကိုသိအောင်ရှုတာ။ဥပမာအားဖြင့်အခုယောဂီတို့ဘောင်းအာယုအာယုလေးရှုဖို့ညွှန်ကြားတာ။အဲ့ဒါလေးကိုရှုနေတဲ့စိုက်ပြီးရှုနေတဲ့အခါမှာဒီပေါ်မှာစိတ်ဆွဲဆွဲပြဲပြဲမတည်သေးဘူးဆိုရင်တော့ဘောင်းလာရင်ဝမ်းပဲကြီးပေါင်း။ပေသွားရင်လည်းဝမ်းပဲကြီးပေသွား။ဘောင်းလာတဲ့ငါပဲပေလာတဲ့ငါမှတ်နေတာလည်းငါပဲငါနေအဖြစ်ပဲဆွေးမြဲစွာသိတယ်။အမှန်တဘာဝကိုသိတယ်လို့အဲဒီပုံမှာရှုစိတ်ကိုဆွေးမြဲစွာတည်သွားပြီဆိုတဲ့အခါကလည်း5မိနစ်10မိနစ်15မိနစ်20အဲဒီပုံမှာတည်နေပြီဆိုရင်ကတော့ပေါင်းလာတဲ့အခါကျတော့ဝမ်းတိုက်ဆိုတဲ့ကြံပြောက်ပြီးတင်းသဘောတက်တက်ပဲတည်လို့သဘောလေးတင်းလာတယ်။ဘယ်ရဆိုရင်လည်းရော့သွားတဲ့သဘောရွေ့သွားတဲ့သဘောဒီသဘောလေးပဲတည်လို့အဲဒီမှာငါဆိုတာလည်းမရှိတော့ဘူးငါဥစ္စာဆိုတာလည်းမရှိတော့သဘောတက်တဲ့ကလေးပဲတင်းလာတဲ့သဘောရော့သွားတဲ့သဘောဒီသဘောလေးဒီတော့အခုရှုရအာယု၄မျိုးတနည်းအားဖြင့်၃မျိုးလို့ပြောခဲ့တယ်အဲဒီ၄မျိုးမှာကာယ ानु ပဒနာသတိပဋ္ဌာန်ဆိုတာကိုယ်မူရာကြီးရှုတာဘာမူရာကြီးရှုတာကိုယ်မူရာကြီးရှုတာကိုယ်မူရာကြီးရှုနေတာထိုင်ပြီးတော့ကိုယ်ကထိုင်နေရှုလို့မရဘူးလားရပါဘူးအဲ့ဒီထိုင်နေလို့ရှုနေတာကိုယ်မူရာရှုတာဘာမူရာလဲကိုယ်မူရာခန္ဓာကိုယ်ရှုနေတာအဲဒီခန္ဓာကိုယ်ရှုနေတာဖြစ်တဲ့အတွက်တတိပ္ပံနဲ့ပြောရင်ကာယ ानु ပဒနာတတိပ္ပံပဲထိုင်
Gadiya Jane Nimane Chinyali Wagwemi Chine Tia Chine Sri Kawakana Gugui Boema Kana Gukani Boetono Eric Nabai Kisha Rita Vilo Suzani Shura Taime Jane Chinyali Yaguti Taime Dabu Muyano Shubina Shebe, Kaya Lupatana Padrita Kure. Navana Bada Yami Shubina Yane Gama Samyaga Chibia Chibia Samya Golo Mayum Saki Yade Shu. The Golo Mayum Saki Taniare Kosaka. The Golo Mayum Saki Era como ia Kushurina Shedwe, Padrita, Kushurina, or Madrita, Kushurina, Svali, the Goba, Tibo, Medona, Yakum, Yashuka, Rita, Shuri, Toane, Kamana, Benane, Shuri. Here, Ruby Shuri, Goa, These are Pukiro Sunai Agao with the Kitamari Agao, the Bukuja, don't change you. Joy, Lani, Chara, Masi, Lani, Masi. Chara, Masi, the Chara, take that out, Liga, issue. And you got that one issue, whom we are Shura, Chede, Padita. Oh, Mazin, I shall be Shubina, Madrita, Liga Shubina. A man rather than Lita, Obama Shubi is a cause of the Obama. Also, here, Obama, some Koyaka, Kita, Jolly San. Here, Limo, Made, Tomo, Tea. Tomo here about me, Shubi. Any day, I will Shubi, whom we are Shura today, Padrita. Tainga, and Lubadana, Siana, Lubadana, Tuana, Lubadana, Leona, Lubadana. And now, we are Sana, Gana, Yugari, Shume, so you live. Timimi Biga Gana, Yura, Tomo, Wila, Sana. And the Shubida, who we are Shura, so Padrita. Kutayana Libiro, Webia, Diveshi, Webia. Any young Shubidi, Shubida, Padrita, Kayana Padrita, whom we are in Shubida. I could not even Nadina Lili Fadare Trade, Nadina Yetijani and Lili Tabitivar. Tomo Nakandali and Lili Tabitivar, Padeka Maleti, Weneka Maleti. Enali would show their tea, illusion. To show them when Any when I got a link when I got a party, so no, my boy, the Kamya, the Kanya, Mali, Tigara, the time you win a tradition. And I whom we are should have did Padrita. I have one Padrita. When we went in this Sudira, Anna Bala, the region that you may say, no, Padrita, your name. When you look beyond the Sunday, one by a bomb. Any bomb can be a delay when I any wild and real don't come down into the holy Shura. Don't come into the holy, don't divide the holy Shura. Always. Venus, you your child the holy Shura.
ဝမ်းပိုက်ကိုရှုတာခန္ဓာကိုယ်ကိုရှုနေတာဘာကိုရှုနေတာလဲခန္ဓာကိုယ်ကိုရှုနေတာဖြစ်တဲ့အတွက်တတိပဌာန်နဲ့ပြောရင်ကာယ ानु ပါဒနာတတိပဌာန်ဒါကြောင့်အာနာပါနရှုတာလည်းကာယ ानु ပါဒနာတတိပဌာန်ပဲဟောင်းတဲ့ပင်လို့ရှုနေတာလည်းကာယ ानु ပါဒနာတတိပဌာန်ပဲအဲလိုမိမိတို့ရှုမှတ်ပေါ်များအထုနေတဲ့တရားဟာတတိပဌာန်နဲ့ပြောမယ်ဆိုရင်ကာယ ानु ပါဒနာတတိပဌာန်ဟောင်းတာပိလာရှုတာကာယ ानु ပါဒနာတတိပဌာန်ဒါလေးကိုရှုနေတာအဲ့လိုရှုတဲ့အခါမှာရှုပါဆိုလို့ရှုရုံနဲ့ရှုရမှာမဟုတ်ဘူးသိအောင်ရှုရဘာဖြစ်အောင်ရှုရသိအောင်ရှုရမယ်လေဘောင်းနေဆိုရင်လည်းတင်းသဘောလေးကိုမသိရဘူးလားဘယ်နဲ့ဆိုရင်ရောသဘောလေးမသိရဘူးလားအဲ့ဒါသိအောင်ရှုရအဲ့ဒါလေးသိနေမှဉာဏ်ဖြစ်တယ်သမထရဲ့တရားကူကသမာဓိသမထရဲ့တရားကူကပါလေဝိပဿနာရဲ့တရားကူကပညာဝိပဿနာရဲ့တရားကူကပါလေပညာဆိုတာသိဖို့ကိုဟောတယ်ပညာဆိုတာဘာကိုပြောတာလဲဒီသိနေရင်ဒါဝိပဿနာပညာဝိပဿနာဉာဏ်ဖြစ်တာဘာမှမသိဘူးမှတ်ရဲ့ဆိုလို့မှတ်နေတာဆိုရင်တော့ဘာဉာဏ်မှဖြစ်တရားဘုသိချာစုဆိုင်ပါပါဒီဖောင်းမှုဝင်မှုအာရုံလေးပေါ်မှာပထမပိုင်းမှာတကယ်သဘာဝလက္ခဏာမထင်သေးဘူးပညာသဘောကြီးပဲရှိနေတော့ဘောင်းလေးဆိုရင်ဝါမကြီးပေါင်းလာတယ်ပြေပဲဆိုဝါကြီးပြေအဲ့ဒါကိုပဲဒီခြာဒီပေါ်မှာစိတ်ပြောင်းကျူးစားအဲ့လိုစိတ်လေးနေလာပြီဆိုတဲ့အခါကျသိတာပါလေဒီစိတ်လေးနေလာပြီဆိုရင်ဟာဘုရားဆွဲနေတယ်လို့ပဲအဲ့ဒီကထိုးတဲ့ပုဂ္ဂိုလ်တွေကဘာဘုရားရှုရှဲဆွဲကာယဘောကာလာလည်းရောကြသွားတယ်ဘောကာလာလည်းရောကြသွားတယ်အဲ့ဒီသဘောပဲဟိုဒီဝမ်းပဲကြီးကဘောမိကာတင်ကာသွားတယ်ရောကြသွားတယ်ဘောကာလာလည်းရောကြအဲ့ဒီပုံမှာစိတ်ကြီးမြဲလာတဲ့ကာကလာကြတော့ဝမ်းပဲဆိုတဲ့ပညာတရားပြောက်သွားဘာတရားပြောက်သွားဒီပညာဆိုတာဝမ်းပဲကြီးဆိုတာပညာအဲ့ဒီပညာတရားပြောက်ပြီးတော့ပရမတင်းသဘောလေးပဲတွေ့တယ်။ဘာသဘောလေးတွေ့တယ်။တင်းသဘောလေးပဲတွေ့တယ်။ပိလိဆိုတဲ့ကကျော်သဘောလေးပဲတွေ့တယ်။ဝါပဲဆိုတဲ့တရားပြောက်တယ်။အဲ့လိုတင်းသဘောကျော်သဘောလေးကိုသိလာပြီဆိုရင်အမှန်သိတာလားအမှားသိတာလားအမှန်သိတာပါဗျာ။အမှန်သိတာ။အဲ့ဒါကဘုရားပေါင်းတာလေးကတခြားမှတ်သိနေတာလေးကတခြားဘုကွဲတော့ဗေဒာလေးကတခြားမှတ်သိနေတာလေးကတခြားဘုရားကပေါင်းတာလေးငါပဲမှတ်နေတာလေးငါပဲဆိုရင်တဏှာလေးငါလေးအခုဆိုတာငါဆိုတာတော့ပြောက်သွားအတ္တတော့ပြောက်သွားငါဆိုတဲ့အတ္တဒိဋ္ဌိပြောက်သွားအဲ့ဒီမှာသူ့သဘောနဲ့သူပဲဘောင်းလာလေးကလည်းတရားကိုသူ့ဟာသူပဲပေါ့မှတ်နေတာလေးကလည်းမှတ်သိစီလေးကလည်းတရားရောသွားတာပြင်သွားတာလေးကတရားမှတ်သိနေတာလေးကတရားအဲ့တော့ဘောင်းလာလေးကရောမှတ်သိနေတာလေးကနာပင်တာလေးကရောမှတ်သိနေတာလေးကနာနှစ်ခုကွဲပြီးတော့မသိဘူးလားအဲ့ဒီမှာသိတာလေဒါကစိတ်ကြီးငြိမ်မှုတမာရီဖြစ်မှသိတမာရီမဖြစ်သေးပဲမသိဘူးတော့ဒီကကိုသိလာပြီဆိုတဲ့အခါကျတော့ဘောင်းနေဆိုတဲ့အခါတင်းသဘောလေးဘာသဘောလေးလဲတင်းသဘောပါဘယ်နေဆိုတဲ့အခါကျတော့ရောသဘောလေးအဲ့ဒီတင်းတာလေးကလည်းဝါယောတပါဒလေဝါယောတပါဒီရောပါဒလေးကလည်းပါဒလေဝါယောတဒီဝါယောတအဲ့ဒီဝါယောတလေးကရုပ်တရားဝါယောတလေးကပါတရားတိတိတဲ့စိတ်လေးကပါတရားဒီတော့ဘောင်းတဲ့လူရှိတဲ့အခါမှာပါလဲပါတွေ့ရတယ်ရုပ်နဲ့ပိနေလို့ရှိတဲ့အခါပါလဲပါတွေ့ရတယ်ရုပ်နဲ့အဲ့ဒီရုပ်နဲ့ကိုအမှန်သိပြီဆိုငါဆိုတာရှိသေးရဲ့မရှိတော့ပါဘူးယောက်ျားမိန်းမပုဂ္ဂိုလ်သားတော်ရှိသေးရဲ့မရှိပါဘူးမရှိတော့ဘူးဗျာရုပ်နဲ့မြင်ပြီဆိုရင်အတ္တဒိဋ္ဌိသက္ကာဒိဋ္ဌိမပြုတ်ဘူးလားဗျာဟုတ်ပါပါဗျာဆိုကြည့်လိုက်ရုပ်နဲ့မြင်ရင်ဒိဋ္ဌိစဉ်ဘေဝင်လွတ်နိုင်သည်ယုတ်နံမြင်လျင်ဒိဋ္ဌိစဉ်ဘေဝင်လွတ်နိုင်သည်ဆိုကြည့်လိုက်ယုတ်နံစဉ်ဒိဋ္ဌိ
တဲ့ဉာဏ်ပေါ်ပြီးဆိုရင်အမှားဒိဋ္ဌိဖြစ်တဲ့အတ္တဒိဋ္ဌိသက္ကဒိဋ္ဌိပြုတ်ပြီးပဲဒီမှာကတော့လွတ်ပြီးဗျာဒါဘုန်းကြီးတို့ဒီရှင်မောတရားစကားလေးကိုရတာအထူးရုံပဲရောဒီဉာဏ်လေးတော့မဖြစ်နိုင်ဘူးဖြစ်နိုင်ပါတယ်ဗျာဖြစ်နိုင်တယ်ကျိုးစားကြည့်ဖြစ်နိုင်တယ်ကိုယ့်ဘက်ကကျိုးစားမှုပဲရှိတယ်ဒီမှာစားစရာတောက်စရာချက်ဖို့ပြုတ်ဖို့လိုသေးလားမလိုပါဘူးဗျာကိစ္စပြီးတော့ဒီကကိုရောက်ပြီးဆေးဖို့သင်ဖို့လိုသေးလားမလိုပါဘူးဗျာယောဂီတို့ဘက်ကဘာလို့ဖို့ပဲလိုတယ်မရပါဘူးဒါပဲခေယောဂီတို့ကိုစောင့်ရှောက်နေတဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့ဆရာအောင်မကဲဆရာအောင်မဒီပုဂ္ဂိုလ်တွေကတရားအထုတ်ပြီးယောဂီဆိုပြီးတော့အလုပ်ကျွေးပြုပြီးတယ်တရားအထုတ်ပြီးယောဂီရဲ့ချမ်းသာရေးအတွက်သူတို့အလုပ်ကျွေးပြုပြီးတော့နေရာဝဆတွေလုပ်ကြတယ်စပွဲတွေပညာတွေခင်းညာသိစရာရှိတာသိညာစီးစရာရှိတာစီးညာမိမိတို့ကိုအကုန်လုံးပြုပြင်ပြီးတော့ဒီခါနဲ့လုပ်ရပြီးကျွေးနေကြအဲ့တော့မိမိတို့ကဒီလိုလာတရားထုတ်ဖို့လာတရားနဲ့ဝယ်ပြီးတော့တခြားလုပ်ပြီးလုပ်ဖို့လိုသေးတာပဲမှန်ပါဗျာဒီလိုတော့ဘုရားမာစီတာနာရေးတာရောက်တော့မာစီတာနာရေးတာမှာစီမစီကံတွေကလည်းရေးထားတယ်အထူးအဖြစ်တော့စကားပြောခြင်းကိုထူးဆောင်ခြင်းကိုအဲ့ဒီစကားပြောတဲ့ပုဂ္ဂိုလ်တဲ့တစ်ချိန်တွေ့ရင်ခေါ်ပြီးဆုံးမအတိပေးနှစ်ချိန်တွေ့ရင်ခေါ်ပြီးအတိပေးသုံးချိန်တွေ့ရင်သူ့ကိုပြန်လွှတ်လိုက်ဒီပုဂ္ဂိုလ်တယောက်တည်းရှိတာနဲ့အခြားပုဂ္ဂိုလ်တွေတရားနောက်ဆက်ဖြစ်နေပြီတဲ့စကားတွေလည်းပြောတယ်အဲ့ဒါကြောင့်ပြန်လွှတ်လိုက်ဘုရားအဲ့ဒီစကားပြောတာလေးနဲ့တရားဟိတာကပြန်လွှတ်လို့ပြရတယ်ထင်အောင်အပြစ်ကြီးတဲ့ပုံစံလိုလုပ်ထားတယ်ဒါကိုစီတိုင်းမှာသဘောမကျတဲ့အတွက်ကြောင့်ဘုရားကျေးဇူးရှင်ပါသီဆရာတော်ဘုရားကြီးတရင်သုံးတဲ့နေရာဆိုဘုန်းကြီးတို့တော့မရှိဘူးဒါမှမဟုတ်ဘုန်းကြီးစိတ်ကဒါကိုအလျှောက်တဲ့အနေနဲ့အလျှောက်ကြည့်တယ်ဒါလည်းဘုန်းကြီးပါသီဆရာတော်ဘုရားကြီးတရင်သုံးတဲ့ကြောင်းကိုတက်သွားတယ်ခါထဲမှာဆရာတော်ဘုရားကြီးကလည်းစိတ်ပြရတယ်အဲ့မှာဘုန်းကြီးကထိုင်ပြီးတော့ရောပြီးထိုင်နေဆရာတော်ဘုရားလည်းကြည့်သူဟာလည်းသူစားပြရတယ်အားလုံးသူဝကြနေပြီးသွားပြီဆိုမှလေကြည့်ပြီးတော့ဦးစင်းပါလေလို့ပြောတယ်ရှောက်ထားစရာရှိလို့ပါဗျာဘာရှောက်ထားချင်တာလဲဒီလိုစိတ်ထဲမှာဘုံမကြဖြစ်နေလို့ပါဗျာဒီမှာရေးတဲ့နေမှာယောဂီစီကံထဲမှာစကားပြောခြင်းကိုအဖြစ်ကြီးဆုံးကိုမှတ်ယူရမယ်သူ့ကိုတစ်ချိန်တွေ့ရင်ခေါ်ပြီးတည်ပြီးဆုံးမှာတစ်ချိန်တွေ့ရင်တည်ပြီးသုံးချိန်ဆိုရင်သူ့ကိုပြန်လွတ်တည်ချရေးယူရမည်ဖြစ်နေမှာစကားလေးပြောတာလေးနဲ့များဘာကြောင့်တရားပြောင်းကျောင်းမှာပြန်လွတ်တည်ချအောင်ရေးယူရပါတယ်လို့မေးလျှောက်လို့ဆရာတော်ရဲ့ပြောနေပြီးတော့ဦးစင်းကိုပြန်မေးပါတယ်ဘုရားဦးစင်းဒီနာရာဘာကိစ္စလာလဲဒီလိုတရားထုတ်ချလို့လာတာပါဗျာရှောက်လိုက်တာအဲ့မှာပါသဆရာဘုရားရဲ့အဖြေကအဲ့ဒါပဲလေတရားဖြေပေးဖို့တော့မလိုဘူးလေဦးစင်းနာရာစကားပြောဖို့လာတာတရားထုတ်ဖို့လာတာဒါပဲလေတရားထုတ်ဖို့လာတဲ့ပုဂ္ဂိုလ်ကစကားပြောဖို့လာတာစကားပြောတာအဖြစ်ပေါ်စကားဟာတရားကိုအနောက်ရှက်ဖြစ်စေတဲ့အတွက်နှစ်ယောက်စကားပြောရင်တရားမှဖြစ်သွားတယ်အဲ့ဒီတရားရဲ့စကားကကြောင့်ဘေးကအထုတ်နေတဲ့ယောဂီပါတရားမှဖြစ်သွားမှာအဲ့ဒီလောက်ကိုဟုတ်သေးဘူးတဲ့စကားပြောချင်အဲ့ဒီနေကပြောထားတဲ့စကားလေးတစ်ခုကကိုယ်ကိုလုံးဝတနေ့လုံးတရားရှုမှတ်လို့မရအောင်လုပ်ပြီးရတယ်တချို့ဆိုရင်အဲ့ဒီဓာတ်လေးစကားတစ်ခုကတရက်တောင်ကတလားနေလို့ဒီဟာလေးကိုချိန်နိုင်တယ်လားနေလို့ချိန်နိုင်တယ်ဒီကုတ္တရာကပြောတဲ့စကားအဲ့လိုခံစားဒါကြောင့်စကားပြောခြင်းဟာတရားအများကြီးနောက်ဆက်ဖြစ်စေတဲ့အတွက်တရားမှစတရားဖြစ်မသွားသေးခင်မှာဒီတရားကိုပဲရှင်းပြရတယ်အဲ့ဒါကခုတည်းပဲမိမိတို့ရည်ရွယ်ချက်က
တရားမှထုတ်ဖို့ဒါလည်းရည်ရွယ်ချက်ဖြစ်တဲ့အတွက်ကိုယ်ရည်ရွယ်ချက်လေးတိုင်းကိုအပြည့်အဝကြိုးစားမှထုတ်ဖို့မလိုဘူးလားဗျာအဲဒီလိုကြိုးစားမှထုတ်လို့ရှိရင်ဒီရက်ပိုင်းကလေးအတွင်းကိုလည်းအတွင်းနဲ့တကယ်အမှန်တဘာဝဖြစ်တဲ့ဟောင်းမှုပင်မှုလေးကိုဒါမျိုးကိုရှုနေရင်းနဲ့ဝမ်းပိုက်ဆိုတဲ့တရားပြောက်ပြီးတော့တင်းသဘောနဲ့ရောသဘောလေးတကယ်တဘာဝရုပ်နဲ့နာမ်ကိုကိုယ်တိုင်ဉာဏ်နဲ့တည်းတွေ့နေမှာအဲ့ဒီတဘာဝလက္ခဏာကောင်းကောင်းထင်ပြီးဆိုရင်တာမညာလက္ခဏာထင်ပါဘာလက္ခဏာထင်တာလဲတာမညာလက္ခဏာဆိုတာကအဲ့ဒီဟောင်းမှုသဘောလေးတတိယဖြင့်တင်းတဲ့သဘောလေးဟာတင်းပြီးရင်ဘာဖြစ်သွားတာလဲပြတ်သွားပြီရှိသေးရလားမရှိတော့နောက်တစ်ခါရောမှုသဘောလေးမပေါ်ဘူးလားအဲ့ဒီရောတာလေးကိုရောနေလို့အဲ့ဒီပိန်နေလို့ဆွဲနေတာအဲ့ဒီပိန်ကလေးရှိသေးလားဘာဖြစ်သွားလဲပြတ်သွားတာမရှိတော့နောက်တစ်ခါဖောင်းမှုလေးသိမပေါ်ဘူးလားဖောင်းတာလေးကဖြစ်လိုက်ပြတ်သွားလိုက်ပိန်ကလေးကဖြစ်လိုက်ပြတ်သွားလိုက်ဖောင်းတာလေးကဖြစ်လိုက်ပြတ်သွားလိုက်ပိန်ကလေးကဖြစ်လိုက်ပြတ်သွားလိုက်ဒီလိုပြောရင်ကျန်းတာလေးကပေါ်ပြီးပြောက်သွားလိုက်ရောတာလေးကပေါ်ပြီးပြောက်သွားလိုက်အဲ့ဒီလိုပေါ်လိုက်ပြောက်လိုက်ပေါ်လိုက်ပြောက်လိုက်ဖြစ်လိုက်ပြတ်လိုက်မြဲတာတွေ့လားမမြဲတာတွေ့လားမြဲတာတွေ့ပါဗျာကဲအဲ့ဒါလေးရှုပ်နေရင်ဖြစ်ဖြစ်ညာမပေါ်ဘူးလားပေါ်ပါတယ်ဗျာဒါကြောင့်ဘုန်းကြီးတို့ယောဂီများဒီဘောမှုတွေမှုတွေရှုရင်းနဲ့ဖြစ်မှုပြမှုသဘောကိုသိနိုင်တယ်ဈဉ္ဉံလျှောက်နေရင်လည်းဉာဏ်ပဲနာပြီးရှုနေရင်လည်းဒလံဖြစ်လိုက်ပြတ်သွားလိုက်နောက်ဒလံသိဖြစ်လိုက်ပြတ်သွားလိုက်နောက်ဒလံသိဖြစ်လိုက်ပြတ်သွားလိုက်မြဲတာတွေ့မလားမမြဲတာတွေ့မလားမြဲတာတွေ့ပါဘူးဒီမမြဲတဲ့သဘောကြီးတွေ့ပြီအဲဒီလိုဝိပဿနာဆိုတာကသိအောင်ရှုရတာဘာဖြစ်အောင်ရှုရတာသိအောင်ရှုရတာငြိမ်ပြီးတော့ချမ်းသာနေတာလေးကဝိပဿနာမဟုတ်သေးဘူးသောတာဝိပဿနာကသိဉာဏ်အဲ့ဒီသိမှညာဒီဉာဏ်ကမှကိလေသာကိုပယ်တတ်နိုင်တာဉာဏ်ကမှဘာလို့နိုင်တာလဲကိလေသာတွေကိုပယ်တတ်နိုင်တာဘုငြိမ်းချမ်းနေတာကကိလေသာတွေကိုပယ်တတ်နိုင်ဘူးအဲ့တော့ကိလေသာကိုပယ်တတ်တဲ့ဝိပဿနာဆိုတာကိလေသာကိုပယ်တတ်တဲ့နည်းဒီကိလေသာတွေကျင်းသွားမှဆင်းရဲဆိုတာငြိမ်းတော့ကိလေသာကိုကျင်းတဲ့ညနောက်တာဘဝရည်ရမယ်ဘဝရတဲ့ညတိုင်းဒီခန္ဓာပဲရမယ်ဒီယုတ်တာပဲရမယ်ဒီယုတ်တာရတယ်ဒီဖြစ်ပျက်တွေရမှာပါအဲဒီတော့ဒီဖြစ်ပျက်တွေကိုဆုံးသွားပြီဆိုမှချမ်းသာမယ်ဖြစ်ပျက်ဆုံးမှဘာဖြစ်မှာလဲချမ်းသာအဲဒီဖြစ်မှုပြမှုတွေပြက်ဖြစ်ပျက်နေတဲ့သဘောတွေကနေပြီးတော့ဖြစ်မှုပြမှုတွေနောက်ဆုံးပြတ်ဆဲသွားတဲ့အနေထားကြီးရောရအောင်ကြိုးစားရဒါကြောင့်ကိုယ်မူရာဖြစ်တိုင်းမှာမှန်စွာသိရမည်ဆိုတဲ့ဒီမှာဆောင်းပေးတဲ့နောက်ဆုံးပိုင်းမှာမှန်စွာသိရမည်ဒါသိအောင်ရှုရမှာပေါ့။ခေစုကြည့်လိုက်ကိုယ်မူရာဖြစ်တိုင်းမှာမှန်စွာသိရမည်ဆုလိုက်ကိုယ်မူရာဖြစ်တိုင်းမှာမှန်စွာသိရမည်ကိုယ်မူရာဖြစ်တိုင်းမှာမှန်စွာသိရမည်ကိုယ်မူရာဖြစ်တိုင်းသိကြရနောက်တစ်ခါဝေဒနာသုဝေဒနာနုပတိဝေဒနာတိခံစားမှုဝေဒနာလေးအဲ့ဒီခံစားနေရတာလေးကိုရှုနေတာဝေဒနာနုပဒနာအဲ့ဒီဝေဒနာနုပဒနာမှာမြတ်စွာဘုရားကဒုက္ခဝဝေဒနာဝေယမာနောဒုက္ခဝဝေဒနာဝေယမိတိပါသနာတိဒုက္ခဝဝေဒနာဝေယမာနောဒုက္ခဝေဒနာဝေယမိတိပါသနာတိအာရုကမဒုက္ခဝဝေဒနာဝေယမာနောအာရုကမဒုက္ခဝဝေဒနာဝေယမိတိပါသနာတိချမ်းသာတဲ့ခံစားမှုတွေခံစားနေရရင်အဲ့ဒီပုဂ္ဂိုလ်ချမ်းသာတဲ့ခံစားမှုတွေရှုနေသိအောင်အဲ့ဒီချမ်းသာတဲ့ခံစားမှုတွေကိုသိအောင်ရှုသိအောင်ဆိုတာအဲ့ဒီချမ်းသာတာတွေကလည်းပေါ်လာပြောင်းလိုက်ပေါ်လာပြောင်းလိုက်မြဲတာလားမမြဲတာလားမြဲပါဗျာအဲ့ဒီသဘောလေးသိအောင်ရှုရမှာဒုက္ခဝဝေဒနာဝေယမှာတော့ဆင်းရဲတဲ့ခံစားမှုတွေခံစားနေရရင်အဲ့ဒီဆင်းရဲတာလေးကိုခံစားနေရတဲ့အတိုင်းဆင်းရဲတို့မနာရင်ရှုနေတဲ့ခန္ဓာလေးကတစ်ချက်မှလည်းတိုးလာတယ်တစ်ချက်မှလည်းတိုးလာတယ်
ဒီလိုတို့လာရလေးကိုသိနေတာဒါဉာဏ်ပဲလေဝေဒနာကိုရှုတဲ့အခါမှာဘုန်းကြီးပြောက်အောင်ရှုခိုင်းတာမဟုတ်ဘူးဝေဒနာရဲ့သဘောကိုသိအောင်ရှုခိုင်းတာဘာဖြစ်အောင်ရှုခိုင်းတာဝေဒနာကိုတိုးလာရင်တိုးလာတာကိုသိရမယ်ရော့သွားရင်ရော့သွားတာကိုသိရမယ်နောက်ဆုံးဒီနေရာနဲ့ဝေဒနာကရှုမှတ်ရင်လည်းရှိတော့ကိုယ်ဆုံးချုပ်ပြောက်သွားရင်လည်းဝေဒနာလေးရှိတော့ပါလားဆိုတာကိုမသိရဘူးလားသိရပါတယ်ဝေဒနာမရှိတော့ဘူးဆိုဝေဒနာပြောက်သွားတာပဲလေအဲ့ဒီပြောက်သွားတဲ့သဘောလေးကိုသိအောင်ရှုတာဖြောင်းအောင်ရှုတာမဟုတ်ဘူးယောဂီကတိုးလာရင်တိုးလာမှသိရမယ်ရော့သွားရင်ရော့သွားမှသိရမယ်ဒီနေရာမှာမရှိတော့ဘူးဒီနေရာကပြောက်သွားပြီနောက်တဲ့နေရာမှာအသိဖြစ်ရင်ဖြစ်တာကိုသိရမယ်နောက်ဆုံးဒီဝေဒနာကိုဆုံးသွားရင်ပြတ်သွားရင်ပြတ်သွားတာသိရအဲ့ဒီလိုသိနေမှညာခေါ်တယ်ဒါကြောင့်သိအောင်ရှုပါဆိုလိုက်ကောင်းဆိုးလက်ပါဝေဒနာဘောရာတိယမိကောင်းဆိုးလက်ပါဝေဒနာဘောရာတိယမိပြောက်အောင်ရှုတာပဲများကြတကယ်တော့ပြောက်အောင်ရှုခိုင်းတာမဟုတ်ပါဘူးသိအောင်ရှုခိုင်းတာရှုနေရင်လည်းဝေဒနာတစ်ဖြည်းဖြည်းတစ်ချက်မှလည်းတစ်ချက်ပြောက်တယ်တစ်ချက်မှလည်းတစ်ချက်ပြောက်တယ်တိုးလာတယ်ကြည့်လိုက်ရှုလိုက်တစ်ချက်မှလည်းတစ်ခါတိုးလာတယ်တစ်ချက်မှလည်းတိုးလာတယ်တစ်ချက်မှလည်းတိုးလာတယ်မှန်တယ်ဝေဒနာလေးတိုးလာလေးကိုသိနေတာဉာဏ်ပဲလေဒီလိုရှုရင်းနဲ့ဝေဒနာလေးဟာတစ်ချက်မှလည်းရောသွားတယ်တစ်ချက်မှလည်းရောသွားတယ်တစ်ချက်မှလည်းရောအဲဒီလိုသိနေတာဉာဏ်ပဲလေအဲဒီကနေဒီဆက်ရှုရင်းနဲ့ဝေဒနာတစ်ပြေးပြေးဝေသိပြီးနောက်ဆုံးမရှိတော့ဘဲနဲ့ကိုယ်ဆုံးရှုပြောက်သွားတာဖြောက်သွားတယ်ရောမသိကြရဘူးလားသိလိုက်ပါပါအဲဒီလိုသိတာဉာဏ်ပဲလေအဲဒီဉာဏ်ဖြစ်အောင်ကြိုးစားရတာလေပြောင်းအောင်ရှုတာကိုသိအောင်ရှုပြောင်းချင်တဲ့လောဘဦးစီးပြီးရှုရင်မပြောင်းနိုင်တော့ဒေါသတွေမဖြစ်ဘူးလားဖြစ်ပါတယ်။ဒါလေးကြည့်ပြီးခါရေးရည်ကြအတိရှိတရားရှိခွင့်တယ်ဆိုတာလောဘတွေဒေါသတွေနည်းအောင်ပန်းအောင်ကျင်းအောင်ပြအောင်ရှုတာဖက်တဲ့တရားရှုရည်တဲ့ခါလေလောဘတွေဖြစ်လိုက်ဒေါသတွေဖြစ်လိုက်ဆိုရင်အဲ့ဒီတရားပဲမှန်တော့တယ်မမှန်တော့ဘူးဒီလောဘဒေါသတွေနည်းအောင်ကျင်းအောင်ပြအောင်ရှုခုမကင်းမပြတ်တဲ့လောဘဒေါသတွေဖြစ်နေရင်ဘယ်လိုပြီးတရားမှန်တော့မှာလဲအဲဒီတော့ရှုရဲ့အခါမှာဝေဒနာရှုရဲ့အခါမှာပြောင်းအောင်ရှုရမှာလားသိအောင်ရှုရမှာဒါလေးကိုပဲသဘောပေါက်ပါပြောင်းချင်ပြောင်းမပြောင်းချင်တယ်ပြောင်းဖို့မပြောင်းဖို့ကကိုယ်လုံးကိုတိုးလာရင်တိုးလာတာလေးသိခံနိုင်ရသိခံရှုလုံးဝသိမခံနိုင်ရင်ပညာတစ်စောင်းပြောင်းဖို့ရွှေ့လို့မရဘူးလားရတယ်ရွှေ့နိုင်တယ်ပြောင်းနိုင်တယ်ပြင်းနိုင်တယ်မရွှေ့ဘဲမပြောင်းဘဲနဲ့တရားကြီးလုံးလုံးပိတ်ချပြီးအတိတ်ခံရမှာမဟုတ်ဘူးရွှေ့နိုင်တယ်ပြောင်းနိုင်တယ်လုံးဝသိမှန်နိုင်ရင်အမှန်ရွှေ့ပါရွှေ့တဲ့အခါမှာအမှန်ကလေးနဲ့ရွှေ့အမှန်တက်တဲ့ရွှေ့ရမှာလားအမှန်နဲ့ရွှေ့ရမှာလားအမှန်နဲ့ရွှေ့ရပါဘူးအမှန်ကလေးနဲ့ရွှေ့ခြင်းနဲ့စိတ်ကြီးပေါ်လာစိတ်ကိုရှုအဲ့ဒီမှာမှတော့ဒီရင်းပြီးခြေတော်လေးမှာတော့မာနာရှုခြေတော်လေးရွှေတော်ရွှေတာရှုအားလုံးရှိတော်ကိုဆိုရင်မိမိရှုရဲ့ကမ္ဘာပြန်ရှုတာပဲအဲ့တော့ဝေဒနာဥပဒနာစိတ်ဓာတ်ဥပဒနာစိတ်ဓာတ်ဥပဒနာကြတော့မြတ်စွာဘုရားကသာရဂဝါစိတ်ဓာတ်သာရဂစိတ်ဓာတ်ဒီပသနာတိဝိဒရာဂဝါစိတ်ဓာတ်ဝိဒရာဂစိတ်ဓာတ်ဒီပသနာသာရောဓဝါစိတ်ဓာတ်သာရောဓစိတ်ဓာတ်ဒီပသနာတိဝိဒရောဓဝါစိတ်ဓာတ်ဝိဒရောဓစိတ်ဓာတ်ဒီပသနာတိမောဟဝါစိတ်ဓာတ်မောဟစိတ်ဓာတ်ဒီပသနာတိဝိဒမောဟဝါစိတ်ဓာတ်ဝိဒမောဟစိတ်ဓာတ်ဒီပသနာတိစိတ်ကရှားကနေတကွာဖြစ်တဲ့စိတ်ကောင်းစိတ်ကမကောင်းစိတ်မကောင်းစိတ်ပါ
အဲ့ဒီမကောင်းတဲ့စိတ်တွေပေါ်နေရင်လည်းအဲ့ဒီစိတ်ကိုဒီတိုင်းခါရမှာလားရှုရမှာရှုရပါဗျာတကယ်လို့ကိုယ်ကကုသိုလ်စိတ်တွေဖြစ်နေတဲ့လူချင်းတဲ့စိတ်တွေတန်းကျင်တဲ့စိတ်တွေဆိုးနေကချင်တဲ့စိတ်တွေအဲ့ဒီလိုစိတ်တွေကောင်းစိတ်တွေပေါ်လာတဲ့တရားတွေကိုပို့ပြီးဒီတဲ့တိုးပြီးရှုမှတ်ခြင်းတဲ့စိတ်တွေကြိုးစားခြင်းတဲ့စိတ်တွေအဲ့ဒီလိုကောင်းစိတ်တွေပေါ်လာရင်ရောအဲ့ဒီကောင်းစိတ်တွေကိုဒီတိုင်းထားရမှာလားရှုရမှာရှုရပါဗျာရှုရမှာလားကောင်းစိတ်လေးဆိုပြီးတော့ကိုယ့်အကူရှုရနေတယ်မကောင်းစိတ်ကလည်းပေါ်ပြီးပြောင်းတာပဲကောင်းစိတ်ကလည်းပေါ်ပြီးပါဖြစ်တာလေဒီအဲ့ဒီသဘောလေးကိုသိအောင်ရှုရမှာဒါကြောင့်မို့ဆိုလိုက်စိတ်အမှုအရာစိတ်တိုင်းပါမှန်စွာသိရစိတ်အမှုအရာစိတ်တိုင်းပါမှန်စွာသိရမည်ဝမ်းသာတဲ့စိတ်လေးပေါ်ရင်ဝမ်းသာတယ်ဝမ်းသာတယ်ကိုယ်တရားရှုမှတ်နေတာပြောနေဒီစိတ်လေးရှုဒီစိတ်လေးကိုတရားရှုမှတ်ရတာပြင်းနေရှုကိုယ်စိတ်ကအေးပြန်နေတဲ့စိတ်တွေပေါ်ရင်ပြန်နေပြင်းနေပြောစိတ်လေးတည်းလည်းရှုနေတာအဲဒီလိုကောင်းစိတ်ပေါ်ရင်ကောင်းစိတ်မကောင်းတဲ့ပေါ်ရင်မကောင်းစိတ်တွေးစိတ်ပေါ်ရင်တွေးစိတ်စဉ်းစားနေတဲ့စိတ်လေးပေါ်နေတယ်အဲ့ဒီစိတ်လေးသိလိုက်တယ်ဆိုရင်သိတာနဲ့ရှိတယ်အဲ့လိုရှိတဲ့အခါမှာဒီစိတ်လေးရဲ့ပုံမှုပြောင်းမှုပြုမှုပြောင်းမှုလေးကိုတတိယသမာဓိအားဖြင့်ကောင်းလာလို့ဉာဏ်ပေါ်ပြီးဆိုရင်သိတယ်ကောင်းတဲ့စိတ်ကလည်းခုဖြစ်ပြီးခုပြတ်သွားတာမကောင်းတဲ့စိတ်ကလည်းခုဖြစ်ပြီးခုပြတ်သွားတာအဲ့တော့ဒီစိတ်ကလေးတွေရတယ်အများကြီးတရားပဲဆိုတော့ကိုယ်ကဉာဏ်နဲ့မတွေ့နိုင်ဘူးလားတွေ့နိုင်ဘာလဲကိုယ်မှမမြဲဘူးဆိုတာကိုဘောပေါက်ပါတယ်။နောက်တစ်ခါဓမ္မနုပဒနာကြတော့သဘောလေးတွေကိုရှုရတယ်သဘောလေး။ရေသဘောကြားသဘောနာသဘောအာရုံတိုင်းနဲ့ပါလားဆိုလဲရှုရမှာမြင်ခိုင်းမှမြင်တယ်ကြားလိုက်မှကြားတယ်နားတယ်နားတယ်အရာသာစာတိကတွေ့ကြည့်ကစိတ်ကူးကစဉ်းစားကအာယုရဲ့ဘာသာဆုံးတိုင်းရှုတယ်အဲ့လိုရှုနေရင်လည်းသူ့ဘာသဘောလေးတွေပေါ်ပြီးပြောင်းဖြစ်ပြီးဒီသဘောပဲတည်နေ။ရင်နဲ့အစဉ်အာယုနဲ့ရှုလိုက်တယ်မြင်ကြည့်မှမြင်တယ်လို့ရှုလိုက်ပထမမြင်တာပြောတော့နောက်ကမြင်တာပဲအသာလေးတွေရှုရကြားတာလေးရှုရအဲ့ဒီကြားတာလေးတွေလည်းဒီသဘောဒါကယောက်ျားတမ်းနဲ့ဒါကမိန်းမတမ်းနဲ့ဒါကသက်ရှိတမ်းနဲ့ဒါကမဲ့တမ်းမဲလို့တော့မှခွဲခြားမရဘူး။ကိုယ်ကကြားခဲ့ပြီးရှုနေလို့ရှိရင်လည်းအဲ့ဒီကြားခဲ့တမ်းလေးတွေကပထမအတမ်းနဲ့ဒုတိယအတမ်းလို့ပထမအတမ်းပြည့်သွားပြီဒုတိယအတမ်းပြည့်ဒုတိယအတမ်းပြည့်သွားပြီတတိယအတမ်းပြည့်လာပြီအဲ့ဒီလိုအတမ်းလေးတွေဖြစ်လိုက်ဒီသဘောကိုကောင်းကောင်းသိပါလိမ့်အဲ့ဒီလိုဓမ္မနုပဒနာကြတော့ပြောထားတယ်ယောဂထင်ရှားရင်ယောဂကိုရှုနာကထင်ရှားရင်နာကိုရှုအဲ့ဒီယောဂနှစ်ပါးကမထင်ရှားတာရှုရမှာလားထင်ရှားတာရှုရမှာဒီဒါကြောင့်ဓမ္မနုပဒနာကြယောရောနာရောရှုရဝေဒနာနုပဒနာဆိုတဲ့ခံစားမှုရဲ့စိတ်နုပဒနာဆိုတဲ့စိတ်ကြီးအဲ့ဒီနှစ်ခုကြတော့ယောဂကိုရှုတာလားနာကိုရှုတာအဲ့ဒီဝေဒနာနဲ့စိတ်ဓာတ်ကနာမ်ကိုရှုတာလို့ဘုကာယနုပဒနာကြတော့ယုတ်ကိုရှုတာဒါကြောင့်ယုတ်ကိုရှုတာရဲ့နာမ်ကိုရှုတာရဲ့ယုတ်နာကိုရှုတာရဲ့သုံးမျိုးဘဝကလေးမျိုးပြောမယ်ဆိုကနုပဒနာဝေဒနာနုပဒနာစိတ်ဓာတ်နုပဒနာဓမ္မနုပဒနာရှုမှတ်ရမယ့်အာရုံ၄မျိုးတတိယနဲ့သုံးမျိုးအဲ့ဒါကိုယောဂီပုဂ္ဂိုလ်ဟာသိအောင်ရှုဒီကမ္မဓမ္မနုပဒနာကတော့ဒီတတိပ္ပံ၄ပါးထဲမှာအချုပ်တယ်။ဘာကိုပဲရှုသဘောဆိုင်အောင်ရှုရ။ဘာဆိုင်အောင်ရှုရလဲ။သဘောနည်းမဆိုင်အောင်ရှုရ
ပဲသိရခန္ဓာကိုယ်မှာဘာကိုပေါ်တဲ့အာယုနဲ့ရှုခိုင်းတာရှုထားတာရှုကိုယ်ရဆန္ဒရှုလဲတာကမှရှုတကယ်သဘောလေးတွေပဲတော့အဲ့ဒီသဘောလေးဟာလည်းရှုမှများတဲ့အခါကျတော့သမာဓိအားတွေတတိအားဉာဏ်အားတွေတက်တာတော့အဲ့ဒီသဘောလေးတွေကလည်းပေါ်လဲပြောင်းလဲအားလုံးဟာဖြစ်ပြီးပြည့်နေတဲ့သဘောကြီးတွေတွေ့လိမ့်မယ်ဒါကြောင့်မို့ဒါလေးဆိုလိုက်သဘောတရားခြေပေါ်ညာပိုင်းခြားသိရမည်သဘောတရားခြေပေါ်ညာပိုင်းခြားသိရမည်ရှုမှတ်ရမယ့်အာယု၄မျိုးကာယ ဝိပဿနာဆိုတာကိုယ်မူရာတွေဖြစ်တဲ့ရှုတာဘာမူရာတွေရှုတာလဲကိုယ်မူရာတွေဝေဒနာဝိပဿနာဆိုတာကခံစားမှုတွေဖြစ်တဲ့ရှုတာဘာဖြစ်တဲ့ရှုတာခံစားမှုဆိုတာကောင်းတဲ့ခံစားမှုဆိုးခံစားမှုလေလခံစားမှုဘယ်နှမျိုးလဲ၃မျိုးပါစပြီးတော့အာရုံစမှာတော့ဆင်းရဲတဲ့ဒုက္ခဆင်းရဲတဲ့ခံစားမှုကပို့ပြီးတော့မထင်ရှားဘူးလားထင်ရှားပါဘူး။ဒါကြောင့်အဲ့ဒီထင်ရှားတာလေးကိုရှုရ။နောက်မှအမှတ်တွေအားကောင်းလာပြီးဥရိယမယဉာဏ်တော့ကောင်းကောင်းဉာဏ်တွေဖြစ်လာဖြစ်တဲ့ဉာဏ်တွေပေါ်လာပြီဆိုမှအဲ့ဒီမှာကောင်းတဲ့ချမ်းသာတဲ့ခံစားမှုအဲ့ဒါမှရှုရ။အဲ့ဒီကကြတော့မှရှုမှတ်ရတာချမ်းသာနေတယ်။အဲ့ဒီချမ်းသာတာလေးကိုပဲခက်ခါရှုနေတယ်အလယ်ကခံစားမှုဆိုတာကဘုန်းကြီးတို့ဟိုနောက်က အစင်းတဲ့သင်္ခါရုပ္ပကဉာဏ်တော့မှလည်းခံစားမှုဆိုတာထင်ရှားဒီဝိရိယဉာဏ်တော့လည်းထင်ရှားဝိရိယဉာဏ်မှာကတော့ဘုန်းကြီးတို့ယောဂီများဒုက္ခဝေဒနာလေးထင်ရှားအဲဒီကကြတော့ခံစားတဲ့ဒုက္ခဝေဒနာချမ်းသာတာလေးနဲ့ရှုလို့ရပြီဆင်းရဲတဲ့ဝေဒနာဒုက္ခဝေဒနာလေးရှုလို့ရအဲဒီလိုခံစားရပြီးကိုရှုနေတာဝေဒနာဥပ္ပဒါစိတ်ကလေးဖြစ်တဲ့ရှုတာအာနုပါဒနာနဲ့စိတ်ကဥပ္ပဒါကိုစိတ်ကြီးစိတ်ပဲစဉ်းစားကြံစည်တာမရှိဘူးလားရှိပါပါဗျာအဲဒီကလေးကိုမသိရင်တော့ရှုလို့မရဘူးသိလိုက်တာနဲ့တွဲရင်ထွက်တယ်ဘုံမှုတွဲရင်ရှုလိုက်ရင်အဲဒီစိတ်ကချက်ချင်းနဲ့ရပ်ရှုလို့ဆက်သွားရပ်ပြီးအဲဒီနေရာကိုပြောက်သွားပြီးတော့ဘယ်ရောက်လာလဲဆိုခန္ဓာများရောက်အဲဒီကမှပေါင်းနေပြီးကိုရှုရဲတယ်ဗျာပြန်ပြီးတော့ရှုပါဘူးလားဒါကြောင့်အဲဒီလိုရှုနေရင်လည်းထိထားနေတဲ့ခေတ်ကဒီစိတ်ကလေးကဖြုတ်ဆူထွက်သွားတာလည်းမသိနိုင်ဘူးလားသိနိုင်တယ်အဲဒီလိုသိလိုက်တာနဲ့ချက်ချင်းပြန်ရှုလိုက်ရင်ဒီစိတ်ကလေးကသူ့နေရာကိုပြန်ရောက်ပါတယ်အဲဒါကြောင့်အဲဒီလိုစိတ်လေးဖြစ်တိုင်းယောဂီပုဂ္ဂိုလ်ကရှုနေတာစိတ်တဝိပဿနာသဘောအယုံလေးရှုနေတာကဓမ္မနုပဒနာဆိုတော့ဥဒိဋ္ဌာ၄ပါးရှုမှတ်ပုံလေးအချင်းချုပ်နေရပြန်ပြောပြီးသွားပြီနော်အဲဒီဥဒိဋ္ဌာ၄ပါးကထိုင်ပြီးတော့ရှုရင်လည်းဒီ၄ပါးရပ်ပြီးရှုရင်လည်းဒီ၄ပါးတွားပြီးရှုရင်လည်းဒီ၄ပါးအဲ့ရကိုလျောင်းပြီးရှုနေရင်လည်းဒီ၄ပါးအဲ့ဒီ၄ပါးကပေါ်တဲ့အာယုန်ကိုရှုသွားရင်ဒီ၄ပါးကဘုံဝင်သွားတယ်။ဒါကြောင့်ဘုန်းကြီးတို့ယောဂီများမိမိတို့အားထုတ်နေတဲ့တရားဟာတတိပဋ္ဌာန်တရားပါတရားပဲ။တတိပဋ္ဌာန်တရားပါ။အဲ့ဒီတော့ရှုမှတ်နေတဲ့အခါမှာငါဒါကိုရှုနေတာကကာယ ဥပဒနာကိုရှုနေတာပါ။ငါခုဝေဒနာ ဥပဒနာကိုရှုနေတာပါ။ငါစိတ်လေးဖြစ်တဲ့စိတ်တ ဥပဒနာစိတ်လေးကိုရှုနေတာပါ။မြင်ငယ်ချမ်းမြေ့ရှုနေတာသဘောအာယုန်လေးရှုနေတာပါလားဆိုတာကိုယ့်ဟာကိုယ်သဘောပေါက်ပြီးရှုရရင်ပို့ပြီးတော့တတ္တတရားတွေပို့ပြီးတော့အားကောင်းလားပို့အားကောင်းလားတရားတရားတွေအားကောင်းလာရင်နောက်ကဝိရိယတွေပါပို့ပြီးတော့ကြိုးစားအားထုတ်ပို့ပြီးကြိုးစားအားထုတ်ရင်သိမှုဉာဏ်တွေကထက်မလားတုံးမလားဉာဏ်တွေထက်ပြီးတော့လာတယ်ဒါကြောင့်ဒီကနေ့ကာယဝေဒနာစိတ်ဓမ္မဆိုတဲ့ဒီသတိပဋ္ဌာန်တရား၄ပါးတပြိုင်တည်းပေါင်းရှုလို့ရပါမလားရ
Maya Soro, Tinshaya Ayushua. Umuyama Tinshaya Yogi Abagushumare. He can get no Kazamu, Venana Tinshaya Yogi Abagushumare. The Gano Siki Sikadiga Tinshaya Yogi Abagushumare. He every day clear Poya Tinshaya Ayudaimo, Madonna, the Lika Bilo Shuma, Ponya. Atu Naja Jena Pien, Miru Lucy at Dosian and Limago, Menya Punya, Pien Pena, Sayawi, Yema Punaja, Passing of the Thank you.